ချမ်းသာသောလူတဦးသည်ဒေါ်လာ100တန်တရွက်ကိုပြုံးလျက်ဆုပ်ဖြတ်လိုက်သည်ထို့နောက်ထက်ဝက်ကိုတောင်းရန်စားတောက်သူတဦးအားပေးလိုက်ပြီးကြံတဝက်ကိုမူသူ၏ကားနောက်တွင်ထားလိုက်၏တွင်သည်ဇဝေဇဝါဖြစ်ကာရက်ကြည့်နေမိသည်သူ၏ကံကြမ္မာသည်လုံးဝပြောင်းလဲတော့မည်ကိုသူကိုယ်တိုင်ပင်မသိရှိသေးပေတွင်ကကြမ်းရှိနေသောငွေဆက်ကူတဝက်ကိုကောက်ယူရန်ကြိုးစားစဉ်မှာပင်ထိုသူသည်ကားကိုဆက်နှိုးလိုက်သည်တွင်သည်ဒေါသထွက်သွားပြီးထိုသူကိုမေးခွန်းထုတ်လေတော့သည်သို့သောထိုသူကအေးချမ်းစွာပြုံးလျက်နောက်ထပ်တစ်ကြိမ်လောက်ထပ်ကြိုးစားကြည့်ပါဦးဟုဆိုသည်ချိုသာသောစကလုံးများအပြီးတွင်ပြင်းထန်သောတုံ့ပြန်မှုတစ်ခုပေါ်ပေါက်လာသည်တွန်သည်ပထမဆုံးအကြိမ်တောင်းရမ်းစင်မှာပင်ယခုကဲ့သို့အဆက်ခွဲခံရသဖြင့်ဒေါသများပေါက်ကွဲသွားရသည်သို့သောထိုသူကရှင်းလင်းစွာပြောလိုက်သည်မှာမင်းနေတိုင်းတခြားသူတွေစီကနေပတ်စံတောင်းနေတာဟာမင်းရဲ့ကိုလေးစားမှုကိုစော်ကားနေတာမဟုတ်ဘူးလားတွန်ကသဘောမတူသေးသည့်အခါထိုသူကကြက်ကြော်ပြရနီစမှုစာနှင့်အချိုပွဲများအကြောင်းကိုပြောပြလိုက်သည်ဤနီလန်းကထိရောက်သွား၏အကြောင်းမှာတောင်းရမ်းစားတောက်သူတဦးအတွက်အကြီးမားဆုံးလိုအပ်ချက်မှာအစားအစာဖြစ်သောကြောင့်ပင်တွန်သည်သူ၏ရှေ့တွင်ရှိနေသောငွေဆက်ကူဒုတိယတစ်ချမ်းကိုကြည်ရင်စားလောင်းမှုများဖြင့်မျက်လုံးများလှုပ်ရှားလာသည်နောက်ဆုံးတွင်သူသည်ဘဝ၏အရေးကြီးဆုံးခြေလှမ်းကိုလှမ်းလိုက်တော့သည်သူသည်ကားနောက်သို့ပြေးလိုက်ရင်ဟိုတယ်တစ်ခု၏တကားဝသို့ရောက်ရှိသွားသည်သူကငွေဆက်ကူကိုယူရန်စူးစမ်းပြန်ရာထိုသူကထပ်မံတားဆီးလိုက်ပြီးယခုတစ်ချိန်တွင်ထူးဆန်းသောအခြေအနေတစ်ခုကိုပေးပြန်သည့်တွန်သည်ယခုအခါနောက်တရနေပြီဖြစ်သည်1ကီလိုမီတာခန့်ထပ်မံပြေးလိုက်ရခြင်းကသူ၏မအောင်မြင်မှုကိုပုံမတိုးပွားစေသည်ပင်ပန်းနှွမ်းနှင့်လုံလာသဖြင့်သူသည်လေးလံသောတက်တာတစ်လုံးကိုမြေကြီးပေါ်သို့ချလိုက်ပြီးသူရှိသမျှခွန်အားကိုအကုန်သုံးထားရခြင်းဖြစ်သည်သို့သောထိုသူကဤတက်တာကိုဟိုတယ်တွင်သို့တည်သွားရမည်ထိုသို့လုံးမှသာပတ်စံရမည်ဟုဆိုပြန်သည်တွန်ကတက်တာမှာအလွန်လေးလံသဖြင့်ကူညီရန်လက်အုပ်ချီတောင်းပန်တော်လဲမြည်သည့်အကူအညီမှမရရှိသည့်အခါသူသည်အရှုံးပေးကမြေကြီးပေါ်တွင်ထိုင်ချလိုက်တော်သည်ထိုအချိန်တွင်အခြားသောတောင်းရန်စားတောက်သူ2ဦးရောက်လာပြီးတွန်၏စိတ်ထဲတွင်အကြံတစ်ခုရလာသည်သူကမင်းတို့ဒီတက်တာကိုဟိုတယ်ထဲတည်ပေးရင်ငါဒေါ်လာ25စီပေးမယ်ဟုပြောလိုက်သည်ထို့နောက်သူ၏လက်ထဲတွင်ရှိသောငွေဆက်ကူတစ်ဝက်ကိုနှစ်ပိုင်းထပ်ပိုင်းကဂတိအတီးပြုလိုက်သည်တွန်၏ဤနီးပြူဟာကိုကြည်ခြင်းအဖြစ်သူသည်တောင်းရန်သူတဦးမဟုတ်ဘဲစီးပွားရေးလုပ်ငန်းရှင်စိတ်သက်ရှိသူတဦးဖြစ်နေသည်ကိုတွေ့ရသည်တက်တာကိုဟိုတယ်တွင်သို့တည်ယူပြီးသည်နှင့်ဟိုတယ်မန်နေဂျာရောက်လာသည်တွန်ကတက်ကြွစွာဖြင့်ကျွန်တော်ခိုင်းတာတွေလုပ်ပြီးအခုပတ်စံပေးပါဟုပြောလိုက်သည်သို့တော့လှည့်ကြည့်လိုက်တော့အခါထိုချမ်းသာသောလူကိုမတွေ့ရတော့ပေဟိုတယ်ပိုင်ရှင်နှင့်ထိုသူတို့ပေါင်းပြီးသူ့ကိုနောက်ပြောင်နေကြသည်ဟုသူခံစားလိုက်ရသည်သူကဒေါသတကြီးအော်ဟစ်ကကျွန်တော်တောင်းရမ်းစားတော့သူဖြစ်နေရင်တော့ကြိုးစားစားအလုပ်လုပ်ခဲ့တာပါကျွန်တော်ရဲ့လုပ်အားခကိုပေးပါဟုတောင်းဆိုသည်သူ၏စကားများကဟိုတယ်မန်နေဂျာ၏နှလုံးသားကိုထိခိုက်သွားစေသည်မန်နေဂျာသည်တွန်၏စက်ကြောင်းအပြည့်စုံကိုမသိတော့လဲသူ၏အခြေအနေကိုမြင်ပြီးနောက်အလုပ်တစ်ခုကမ်းလှမ်းလိုက်သည်တွန်ကကျေးဇူးတင်စကားပြောလိုက်တော့လဲသူ၏တကယ်ကြောက်ရွံ့မှုမှာငွေဆက်ကူတစ်ဝက်ကိုပင်မရရှိခဲ့ပါကအခြားတောင်းရမ်းသူ2ဦး၏တုံ့ပြန်မှုပင်ဖြစ်သည်ပတ်စံမရကြောင်းသူတို့ကိုပြောလိုက်တော့အခါသူတို့၏မျက်နှာများတင်းမာသွားသည်တစ်ပတ်အတွင်းပတ်စံမရရင်မင်းကိုအသေးရိုက်မယ်ဟုချင်းချောက်ခံရသဖြင့်တွန်သည်မြေကြီးပေါ်တွင်ထိုင်ကငိုကြွေးလေတော့သည်အိုဖျားသခင်ကျွန်တော်ကံကြမ္မာကဘာလို့ဒီလောက်ဆိုးနေရတာလဲဟုသူတွေးနေမိသည်ထို့နောက်သူသည်ဟိုတယ်မန်နေဂျာပေးထားသောအလုပ်ကိုတတိယသွားသည်ဘဝ၏အခက်အခဲဆုံးအချိန်များရောက်လာသောအခါလမ်းတစ်ခုပွင့်လာတတ်မြဲဖြစ်သည်ကံကြမ္မာကတင့်ကိုတွန်းပို့ပေးနိုင်တော့လဲနောက်ဆုံးခြေလမ်းကိုမူတင်ကိုယ်တိုင်လှမ်းရမည်ဖြစ်သည်အချိန်များကုန်ဆုံးသွားပြီးနောက်တွင်သည်ထိုဟိုတယ်၏မန်နေဂျာဖြစ်လာခဲ့သည့်တနေ့တွင်ဧည့်သည်တဦးကဘေးမရှင်းကြောင်းသူ့ကိုလာပြောသည်သူသည်ထိုဧည့်သည်ထံသို့သွားလိုက်ပြီးဧည့်သည်၏ပတ်စံအိတ်ကိုမြင်လိုက်ရသောအခါဒေါ်လာ100တန်တစ်ဝက်ကိုတွေ့လိုက်ရသည်တွင်သည်သူ၏အိတ်ကထဲမှငွေဆက်ကူတစ်ဝက်ကိုထုတ်လိုက်သည်အပိုင်းအစ2ခုလုံးသည်အတိအကျပင်ကိုက်ညီနေ၏ထိုသူမှာလွန်ခဲ့သောနှစ်ပေါင်းများစွာကချမ်းသာသောလူကြီးပင်ဖြစ်သည်တွန်ဤတိုးတက်မှုကိုမြင်ရသောအခါသူကပြုံးလျက်လောကကြီးတစ်ခုလုံးကမင်းကိုပတ်စံတွေပေးနေကြတော့ကငါကတော့မင်းကိုကိုလေးစားတဲ့စိတ်ပေးချင်ခဲ့တာပါမင်းကိုပတ်စံပေးဖို့ကလွယ်ပါတယ်ဒါပေမဲ့အလုပ်ကြိုးစားတဲ့အလေးချင်းကိုပေးဖို့ကပိုအရေးကြီးတယ်ဟုပြောလိုက်သည်တွန်သည်စိတ်လှုပ်ရှားစွာဖြင့်ကျေးဇူးတင်စကားဆိုသည်ထိုသူကပြုံးလျက်ကဲအခုအစားအစာတွေလာချပေးပါဦးဟုပြောသည်တွန်ကရင်မောရင်လှည့်ထွက်သွားပြီးမှပြန်ကြည့်လိုက်တော့အခါမြည်သူကိုမျှမတွေ့ရတော့ပေထိုသူသည်တကယ်လက်တွေ့လားသို့မဟုတ်အိမ်မက်လားဆိုသည်မှာအရေးမကြီးတော့ပါလက်တွေ့ဘဝတွင်ကျွန်ုပ်တို့အားလုံးသည်ကံကောင်းခြင်းကိုစောင့်မျှော်နေတတ်ကြသည်သို့သောစစ်မှန်သောကံကောင်းခြင်းဆိုသည်မှာမိမိကိုယ်ကိုယုံကြည်မှုနှင့်ကြိုးစားအားထုတ်မှုတို့ဖြင့်တည်ဆောက်ယူရခြင်းသာဖြစ်ပေသည်